ကဲကိုရင်စုရတာပေါ့စုရတော့ကဲကိုရင်เนี่ยဘလို့ပီတိရှိတော့ဘလို့ဒါဘယ်နှကြိမ်မြောက်တော့စုဘယ်နှကြိမ်မြောက်ရတာစာကြည့်လိုက်မှာစာ9စာပတ်တဲ့စု2ကြိမ်မြောက်ဟောအရင်တစ်ကြိမ်ကဘာစုရတာပထမလားဒုတိယလားတတိယလားသရုပ်လားစုခုတစ်ခါပထမစုပြောလားပြောဟုတ်ပြီပြောတယ်နော်ဟုတ်ပြီကဲနောက်တော့လည်းစုတွေရနိုင်ပါသေးနော်ကဲဟုတ်ပြီကဲဒုတိယစုရှင်ကဲမငိမ့်စုဝေကဲသမီးရောဒါဘယ်နှကြိမ်မြောက်တော့စုရတာ3ကြိမ်မြောက်အရင်2ကြိမ်ကဘာတွေရတာတတိယရဲ့ဒုတိယရဲ့ပထမမရဘူးလေမရဘူးဟုတ်လားလာမဲ့နှစ်တကြရနိုင်ပါစေနော်ကဲဟုတ်ပြီကဲသမီးရောသမီးစုရတာ4ကြိမ်မြောက်4ကြိမ်မြောက်အများကြီးပဲအဲ့ဒါမှပထမဘယ်နှကြိမ်ပါတော့ပထမ2ကြိမ်ဒုတိယတစ်ကြိမ်ဒုတိယတစ်ကြိမ်တတိယတစ်ကြိမ်တတိယတစ်ကြိမ်ခုတစ်ကြိမ်ရတော့ရင်ထဲမှာဘယ်လိုခံစားရတော့ပြောပါတယ်ဗျာပြောတယ်ဟုတ်လို့လားပထမဆုံးများလို့နည်းနည်းမှညစ်နေလားလို့မညစ်ပါဘူးဟုတ်ပြီကဲကျေးဇူးပါနော်ဖြေကြပြီလို့ကဲအမေကသရုပ်ထားစုရှင်ကဲသူမရောကဲကွာပထမဆုံးရတာဆိုတော့ရင်ထဲမှာဘယ်လိုခံစားရတော့ရင်းနေတာတုံးတယ်ဗျာရင်းနေတော့တုံးလူတွေလည်းတုံးရင်းနေလည်းတုံးအဲ့ဒါမေးလို့တုံးတာလားစုရလို့တုံးတာလားမေးလို့တုံးတာစုရလို့ကြတော့စုရလို့ပြောပါတယ်ပြောပါတယ်ဟုတ်ပြီနော်နောက်နှစ်ချိန်နေကြရင်ပထမစုရနိုင်ပါစေနော်ကဲဟုတ်ပြီကဲသမီးရောဘလို့နေတော့ပြောပါတယ်အဲ့တော့ခုဒါပထမဆုံးအကြိမ်ဆိုတော့နော်အတွေ့အကြုံလဲလိုသေးတာဟုတ်တယ်မလားအတွေ့အကြုံလိုသေးတယ်အဲ့ကြတော့ဒါပထမဆုံးကြိမ်ကနေပြီးတော့အတွေ့အကြုံရသွားပြီအတွေ့အကြုံရသွားပြီဆိုတော့နောက်လနောက်နှစ်အဲ့လိုဒါတစ်လ9ရောက်ယူတဲ့ထဲမှာနောက်နှစ်တွေကြာရင်အဲ့လိုစုအဲ့လိုဟိုဖြစ်ရင်ပထမစုရနိုင်ပါစေလို့ဆုတောင်းပေးပါရနော်ဟုတ်